အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော် breaking ပေါ့နော် guitar breaking basic ပေါ့နော်နံပါတ်6 finger picking ပေါ့နော် finger picking ဘယ်လိုကောက်လဲပေါ့နော်လာသင်ပြတော့မှာဖြစ်ပါတယ်မတရားတော့6ကြိုးပေါ့နော်6ကြိုးပြီးလို့ရှိရင်3နီတီပြီးလို့ရှိရင်နီ3ပြီးလို့ရှိရင်5ကြိုးပေါ့နော်5 3နီတီနီ3နောက်ပြီးလို့ရှိရင်4 3နီတီနီ3ပေါ့နော်ပြီးလို့ရှိရင်5 3နီတီနီ3 6 3နီတီနီ3ပေါ့နော်ဒီလက်မကျတော့ဒီအပေါ်3ချောင်းထိချုပ်တာပေါ့နော်ဒီအောက်3ချောင်းကျတော့ဒီလက်3ချောင်းပေါ့နော်လက်ညှိုးလက်ဖလဲကိုလက်တကြွယ်ပေါ့နော်ကောက်လို့ရပြီဆိုရင်လည်းမြန်လေးလေ့ကျင့်ပေးပေါ့နော်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်